ဒီမိကုန်းအတွက်မချို့မှာအဖြစ်ရှိပါတယ်ဗီဒီယိုလေးကိုတော့စောင့်အောင်ကြည့်ဖို့လိုမယ်နော်ကန်နီရဲ့အပြင်မှာလည်းထိုင်စရာနေရာလေးတွေရှိတော့မချို့ကအမြဲအပြင်မှာပဲထိုင်ဖြစ်ပါတယ်အဖွဲနဲ့စားတဲ့အခါဆိုရင်တော့အခုလိုတီးတဲ့နေရာလေးတွေမှာထိုင်ပါတယ်မိုးရွာတဲ့နေ့တွေဆိုရင်ပြင်မှာထိုင်စားရတဲ့ feeling ကအရန်ကိုမှမိုက်ပါတယ်ကန်နီရဲ့အတွင်းဘက်ကလည်းအခုလိုအေးလူလူနဲ့စားချင်တဲ့လူတွေအတွက်နေရာကောင်းလေးတစ်ခုပါပဲကော်ဖီနို့မဟုတ်နဲ့ soft drink တွေကတော့ဒီနေ့လုံးနီးပါးသုံးဆောင်လို့ရအောင်ထားပေးထားပါတယ်ထမင်းနဲ့ဟင်းကတော့သတ်မှတ်ထားတဲ့ချိန်မှာပဲစားလို့ရပြီးအဓိကဟင်းလေးကတော့ပဲဟင်းနှမျိုးဖြစ်ပါတယ်အခြားဟင်းတွေကတော့ပြောင်းလဲရှိတတ်ပါတယ်ငါးချက်သားအမဲသားအလဲကျကျွေးပြီးစုတမျိုးမျိုးလည်းအမြဲပါဝင်ပါတယ်အချိုပွဲအနေနဲ့အမြဲတစ်ခုခုစီစဉ်ပေးထားပြီးတစ်ခါတလေအသီးစီစဉ်ပေးပါတယ်ထမင်းနဲ့ဟင်းမစားကျင်တဲ့သူတွေအတွက်အပြင်မှာလည်းလိုက်ကောင်တာတစ်ခုထားပေးထားပါတယ်ဒီလောက်ဆိုရင်တော့အစားတောက်အတွက်စိတ်ရပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းလေးတွေနဲ့ပြန်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်နော် Bye bye